Hello အားလုံးမင်္ဂလာကျွန်တော်တို့လင်းညိုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဘယ်နှခါနားထောင်ဘယ်တော့မှမယူနိုင်တဲ့တခြင်းတစ်ပုံနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒီတခြင်းကိုတော့ဆိုတော်ကြီးတွေအများစွာဆိုထားတဲ့ထဲကမှဦးလုံးမိုးဘာရှင်းနဲ့ပြန်လည်ပြီးတော့နားထောင်ကြည့်ပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဦးလုံးမိုးဆိုလို့ခါမှာရန်ကုန်မှာထိရောက်တဲ့အရန်ကုန်မှာနားထောင်လို့ကောင်းလို့တခြင်းတစ်ပုတ်ဖြစ်ခဲ့တယ်နော်ဒီတခြင်းရဲ့မူရင်းကတော့ငွေကြီးဆိုတော်ကြီးဖြစ်တဲ့ဦးစန်းဒီဇိုင်းပဲဖြစ်ပါတယ်နော်ဒါပေမဲ့ဦးစန်းဒီဇိုင်းဘာရှင်းနဲ့ဒီဦးလုံးမိုးဘာရှင်းနဲ့ကျွန်တော်ပြန်လည်ပြီးတော့နားဆင်လိုက်လို့ခါမှာနည်းနည်းလေးတော့ပွဲပြားမှုတွေရှိတယ်နော်လူဆိုတော့တရားနဲ့တရားအချက်ချင်းတူမှာမဟုတ်ဘူးကျွန်တော်ကတော့ဦးလုံးမှုဆိုတာတော့အရင်ကြိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နော်ရန်ကောင်းတယ်လို့ကျွန်တော်အနေနဲ့ပို့ပြီးတော့မြင်တယ်ဒီနေ့မှာတော့အဲ့ဒီဒီချင်းကိုဦးလုံးမှုဘာချင်းနဲ့ကျွန်တော်ပြန်လည်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပြန်လည်ပြီးတော့ကျွန်တော်အသက်သွေးပေးမှာပဲဖြစ်ပါတယ်တချင်းရဲ့ခေါင်းစဉ်ကတော့ပျောက်ဆုံးနေတဲ့နိဗ္ဗာန်ပုံပဲဖြစ်ပါတယ်ဒီတချင်းကိုကကျွန်တော်ဘယ်နှခါနားတော့မယူနိုင်တဲ့တချင်းတွေမှာအများလို့ပါတယ်ဗျာညအအောင်ခံပြီးတဲ့ဒီတချင်းလေးကိုဖွင့်ပြီးတော့ကျွန်တော်နားထောင်လို့ခံစားမှုမျိုးကိုဘာရတဲ့နဲ့မှကျွန်တော်မပေးနိုင်ဘူးဘာနဲ့မှကျွန်တော်မလဲနိုင်ဘူးเนาะဒီဘက်ကမှပြန်ဆိုလို့လူငယ်အဆိုတော်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဦးလုံးမိုးတို့ဦးဆိုင်ကြီးဆိုင်လို့တော့အသက်မွန်လို့ဗျာဒီကနားထောင်လို့မကောင်းလို့ဗျာတချင်းထဲမှာကျွန်တော်တို့တွေခံစားလို့မရဘူးနောက်ပြီးတော့ဒီတချင်းရဲ့စာသားတွေရတတွေရတယ်မပေါ်လွင်ဘူးပေါ့နော်သူတို့ဆိုရဆိုရတာကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲရှင်ဘတ်တွေကိုမရောက်ဘူးကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်ဦးလုံးမိုးဦးဆိုင်ကြီးဆိုင်လို့ဆိုရလို့အခါမှာကျွန်တော်တို့တချင်းတစ်ပုတ်နားထောင်လို့အခါမှာဇက်လန်လေးကိုရောက်သွားတယ်လို့ငယ်ဘဝကိုချစ်ချစ်ပြန်ရောက်သွားတယ်လို့မျိုးခံစားလို့ရတတ်မှုကျွန်တော်ရတယ်ဗျအဲ့ဒီတော့ကျွန်တော်အနေနဲ့ဒီနေ့မှာမိတ်ဆွေတို့အတွက်ချပြပေးတဲ့တချင်းကတော့ပျောက်ဆုံးနေတဲ့နိဗ္ဗာန်ဘုံဆိုတဲ့တချင်းလေးကိုဒီတချင်းစာသားလေးတွေကျွန်တော်ပြန်လည်ပြီးတော့ထောက်ပြမယ်ရွေးပြမယ်ပေါ့နော်စာသားတစ်ချောင်းစီတိုင်းမှာဘယ်လိုအဓိပ္ပာယ်တွေရှိရဲဆိုတာကိုခဏတော့လိုက်ပြီးတော့နားဆင်ပြကြပါဦးတချင်းရဲ့ပထမဆုံးစာကြောင်းမှာငယ်စဉ်ကကလေးတို့ရဲ့ဘဝမှာပျော်ပါဖို့ရလွယ်ပါရဲ့တဲ့ဟုတ်ပါတယ်ကျွန်တော်တို့ကလေးတွေရဲ့ဘဝဆိုတာဗျာအဲ့ချိန်နဲ့စားချိန်ဒါပဲသူ့မှာသတ်မှတ်ထားတာရှိတယ်သူရဲ့အလုပ်ဆိုတာလည်းဒါပဲရှိတယ်နော်တစ်ချိန်လုံးကကျွန်တော်တို့ပျော်ပါမယ်လွတ်လပ်မယ်ကျွန်တော်တို့လိုချင်တာကိုမိဘတွေစီကတောင်းရမယ်ဝယ်ခိုင်းမယ်မိဘတွေအဆင်ပြေမပြေတာလည်းကျွန်တော်တို့မသိဘူးနော်ကျွန်တော်တို့ကလေးလေးတွေပဲဆိုတော့အကျစ်ကင်းတဲ့ကလေးတယောက်ပဲဆိုတော့ကိုလိုချင်တာကိုရအောင်ယူမယ်တကယ်၍မရခဲ့ဘူးဆိုရင်တော့ငုံမယ်ပေါ့နော်အဲ့ဒါကြောင့်တစ်ချင်းတစ်ခုတော့ရှိပါသေးတယ်လိုချင်တာကိုမရတဲ့ကောင်ငုံမယ်ဆိုတာဒါမျိုးပါပဲเนาะကျွန်တော်တို့ကလေးလေးတွေရတယ်เนาะနောက်တစ်စာသားတစ်ကြောင်းကတော့ကိုရတာနဲ့တင်းတင်းကြောင်းရင်စားချိန်မှာဝင်စားမယ်အိတ်ချိန်မှာဝင်အိတ်မယ်တဲ့เนาะဒီနေ့မှာကျွန်တော်တို့တွေဘာလို့ဖြစ်နေဘာလို့ဖြစ်နေဆိုတာဒါမျိုးတာဂက်လေးကျွန်တော်တို့မှမရှိဘူးပြเนาะကျွန်တော်တို့ဥမာလောဘစိတ်တွေလည်းမရှိဘူးနောက်တော့မိဘတွေဘယ်လိုပဲလုံးနေရလဲအပူပင်စိတ်ဆိုတာလည်းကျွန်တော်တို့မှမရှိဘူးကျွန်တော်တို့ကလေးဘဝလေးတွေမှာကြတော့ဘယ်လိုပြောမလဲလိုချင်တာလေးတွေကိုပဲတောင်းရမ်းခဲ့ဘူးတာမျိုးရှိရဲ့နောက်ပြီးရချင်တာလေးတွေကိုကျွန်တော်တို့တွေကအစုံမခဲ့လို့ဘဝလေးတွေပဲရှိရနော်တကယ်ချင်းပေါင်းတဲ့ဘယ်လိုလုပ်တိုင်းဘာလုပ်တိုင်းစုံမယ်ဥဒုကုန်တိုင်းစုံမလားကျွန်တော်တို့ဒီထုတ်စီထိုးတိုင်းစုံမလားဒီလိုမျိုးစောဖို့အခြေအနေပဲကျွန်တော်တို့မှရှိတယ်ဒီညမှာကျွန်တော်စကားလေးနည်းနည်းကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်ပြောပြတယ်ကလေးတွေထုတ်စီထိုးတဲ့ဆိုတော့တချို့တော်လူတွေကြတော့လွယ်လွယ်လေးပဲတတ်မှတ်တာကြတယ်နော်ဒီကစားနည်းလေးကိုတတ်မှတ်တယ်ဒါပြောမဟုတ်ဘူးဗျကလေးတွေအရင်ကမှစီမီစီကန်ရှိဘယ်လိုစီမီစီကန်ရှိတာထုတ်စီထိုးတယ်ဆိုတော့စီးဆွဲပြီးတော့ကျွန်တော်တို့တွေဒီထုတ်စီထိုးရတယ်နော်အဲစီးပြင်ထွက်ရင်ဘယ်လိုစီးပြီးအောင်နေမှဆိုဘယ်လိုအဲ့ဒီမျိုးတွေကန်တဲ့ချက်တွေရှိတယ်ဗျကလေးတွေကလည်းရုံမှစီးစင်းနေရှိလို့ကစားနည်းတွေဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်နောက်တစ်စာသားတစ်ကြောင်းမှာတော့အပူပင်ကင်းတဲ့ကလေးလေးရဲ့ဘဝကိုကျွန်တော်တို့ပြန်လည်ပြီးတော့လူချင်တယ်ပေါ့နော်ဒီရှင်းမှာသူဖွင့်နေပြီးရေးလာတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကလေးတယောက်ဆိုတာအပြစ်မရှိဘူးအပြစ်ကင်းတယ်ဘာပဲလုပ်လူကြီးတွေကဖွင့်လို့တဲ့ခံမျိုးတွေအများကြီးရှိပါတယ်နော်အဲ့ဒါကြောင့်ပြစ်ကင်းတဲ့ကလေးလေးရဲ့ဘဝကိုတစ်ခါပြင်လေးရချင်သေးတယ်ကျွန်တော်တို့အသက်တွေကျွန်တော်တို့အရွယ်တွေရောက်လာခဲ့ပြီဆိုရင်ကျွန်တော်တို့လောဘစိတ်တွေဒေါသစိတ်တွေကျွန်တော်တို့အများကြီးကျွန်တော်တို့ကဖုံးလာခဲ့တယ်ကိလေသာစိတ်တွေကျွန်တော်တို့ကအများကြီးဖုံးလာခဲ့တယ်အဲ့ဒီတော့ကိုကျွန်တော်တို့ကဖြူစင်တဲ့စိတ်တွေဆိုတာကျွန်တော်တို့ကမရှိကြတော့နော်တနေ့ကျွန်တော်တို့ဘဝကိုဘယ်လိုရုန်းကန်ရမလဲဘယ်လိုကြော်ဖြတ်ရမလဲသူများပေါ်မှာရုံးမှချင်းလဲရုံးမှမိမယ်ကောက်ချစ်ချင်းလဲကောက်ချစ်မိမယ်ဒါလူရဲ့သဘောတဘာဝတွေကကျွန်တော်တို့တွေချိန်နဲ့မျှစက္ကန့်နေတာပြောင်းလဲနေတာဖြစ်တဲ့အတွက်ကိုဒီစိတ်တွေရတယ်အများနဲ့လူကျွန်တော်တို့ပြောင်းလဲနေမှာပဲဖြစ်ပါတယ်ဒါကြောင့်ကလေးဘဝတော့ဖြူစင်လွတ်လပ်ဘဝဆိုတာဘယ်တော့အခါမှမရှိတော့ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ညီငယ်ငယ်တို့ပါလာခဲ့မယ်ဆိုရင်အပြစ်ကင်းတဲ့ကလေးဘဝတစ်ခုဖြစ်ဖြတ်တန်းမှာကြော်ဖြတ်ပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်ကလေးဆိုတာရန်ကုန်မှာယူလာတဲ့ဘဝလေးတွေကိုပိုင်ဆိုင်ထားတဲ့သူတွေလည်းဖြစ်တယ်နော်ကလေးတွေကကျွန်တော်တို့ထပ်ပါတာလေငယ်သေးတာကိုကျွန်တော်တို့ထပ်အများကြီးသူတို့မှတာပါတယ်သူတို့မှလုပ်ပိုင်ခွင့်အများကြီးရှိပါသေးတယ်
အဲ့ဒါကိုမှကြာကိုယ့်ရဲ့အညွန့်တူတူတက်နေတဲ့အရွယ်လေးတွေမှာကလေးတွေရဲ့အညွန့်ကိုမကူစားမိပါစေနဲ့လို့ကျွန်တော်လည်းပြောချင်တယ်ကလေးတွေဘာလို့ချင်တယ်ဆိုတော့မိဘတွေအနေနဲ့စီမံခန့်ခွဲပြီးတော့တင်းတော်ရေးမတင်းတော်ရေးကိုပိုင်းခြားဆုံးဖြတ်ပြီးတော့လမ်းညွှန်ပြပြီးတော့ကျွန်တော်လည်းပြောချင်ပါတယ်နော်ဒီတချင်းတွေကအရန်ကိုမှကောင်းမွန်တဲ့တချင်းတွေတခုဖြစ်ပါတယ်တချင်းရဲ့ခေါင်းစဉ်ပေးထားပုံကလည်းအရန်ကမှနှဆိုင်လုံးလာပြန်နော်ပျောက်ဆုံးနေတဲ့အိဗတ်ကိုလူတွေကကြာကျွန်တော်တို့ဒီဖျက်ရှိဖို့လို့ခါမှာနိဗ္ဗာန်ကိုမျက်မှောက်ပြီးရောက်ပါလို့ပဲကျွန်တော်တို့တွေဖျက်ရှိဖို့ကြတာအများကြီးရှိကြတယ်နော်ဒါမျိုးပဲဆုတောင်းကြတာအများကြီးလူတိုင်းတော်တော်များများဟာနိဗ္ဗာန်ဘုံတစ်ခုကိုတောင်းဖို့ချင်ကြတယ်ရောက်ဖို့ချင်ကြတယ်နော်ဒါပေမဲ့နိဗ္ဗာန်ဘုံဆိုတာဘာလဲတိတိတွေလည်းအများကြီးရှိတယ်နော်အဲ့နိဗ္ဗာန်ဘုံတိတိတွေကခလေးတွေပဲဖြစ်တယ်နော်ခလေးတွေတော့နိဗ္ဗာန်ဘုံတိတိတွေမရှိဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒါကြောင့်ဒီချင်းကိုရေးတာတေးဆရာကြီးစခန့်လေးကိုလည်းအများကြီးအထူးကိုကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘယ်အိမ်နားထောင်နောင်နောက်မျိုးဆက်တွေနားထောင်ဒီချင်းကဘယ်တော့မှယူသွားမယ်မဟုတ်ပါဘူးကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါပေမဲ့ဒီဘက်ခေတ်လူငယ်တွေတော်တော်များများပြန်ဆိုတာလို့ခါမှာရှင်နေကိုမြောက်လာတော့အမှန်ပါပဲတချင်းကိုတချင်းလို့မဆိုလို့ရတယ်မိတ်ဆွေတို့နဲ့သိမြင်ကြမှာထင်ပါတယ်တချို့တော့မြန်မာတန်စင်တွေဆိုရင်ဖျက်လို့ဖြစ်စီလုပ်ကြတဲ့လူတွေဒီဘက်ခေတ်မှာတော်တော်ကြီးကိုမှညာကြလာခဲ့တာပေါ့လေကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ်ဒီနေရာမှာကျွန်တော်မြစ်တာရက်ခန့်တဲ့အခုရှိတာကမြန်မာတန်စင်ကိုမြန်မာမှုနဲ့မြန်မာလိုပီတောက်အောင်လို့ဆိုပေးပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခန့်အားပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ညီကိုမောင်နှမမိတ်ဆွေတွေအားလုံးလည်းဘောမှာပူပင်ကင်းတဲ့ကလေးတယောက်လိုပျော်ရွှင်နေရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းချင်ပါတယ်ဒီမိသားစုကိုအချိန်ပေးနိုင်တော်လူတွေဖြစ်ကြပါစေမိသားစုနဲ့အတူဘဝမှာပျော်ရွှင်တဲ့ကောင်းတဲ့ဘဝလေးတွေကိုပိုင်ဆိုင်ကြပါစေလို့ကျွန်တော်လေးညူကနေဆုမကောင်းတောင်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်